မိခင်နဲ့ဖခင်မှာကလေးဉာဏ်ရည်အုံနောက်ဖွံ့ဖြိုးမှုမှာဘယ်သူအဓိကလဲကလေးတယောက်ရဲ့ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးမှုမှာမိခင်ရဲ့အခန်းကဏ္ဍကအလွန်အရေးကြီးပါတယ်သိပ္ပံပညာရှင်တွေရဲ့လေ့လာချက်တွေအရမိခင်နဲ့ကလေးကြားပထမဆုံး9နှစ်အတွင်းဖြစ်ပေါ်တဲ့ဆက်သွယ်မှုတွေကကလေးရဲ့အုံနောက်ဖွံ့ဖြိုးမှုကို85အထိလွှမ်းမိုးနိုင်တယ်လို့ဆိုပါတယ်မိခင်ကကလေးဉာဏ်ရည်ကိုဘယ်လိုလွှမ်းမိုးသလဲတပိစဆိုင်ရာအချက်40 60မိခင်စီကနေရရှိတဲ့ဗီဇကြောင့်ကလေးရဲ့အခြေခံဉာဏ်ရည်ကိုသတ်မှတ်ပေးပါတယ်ဥပမာတင်ယူမှုနဲ့မှတ်ဉာဏ်ဆိုင်ရာဗီဇတွေနဲ့အာဟာရဆိုင်ရာအချက်ကိုဝင်ဆောင်ကာလနဲ့နှုတ်တိုက်ကျွေးကာလမှာမိခင်ရဲ့အာဟာရချို့တဲ့မှုကကလေးအုံနောက်ဖွံ့ဖြိုးမှုကိုထိခိုက်စေနိုင်ပါတယ်။သုံးစိတ်ခံစားမှုဆိုင်ရာဆက်သွယ်မှုမိခင်နဲ့ကလေးကြားချစ်ချင်းမေတ္တာပြေဝတဲ့ထိတွေ့မှုတွေကအုံနောက်အာယုံကြောတွေကိုဖွံ့ဖြိုးစေပါတယ်။လေးဘာသာစကားနဲ့ဆက်သွယ်မှုမိခင်ကကလေးနဲ့များများစကားပြောပေးတာကဘာသာစကားစွမ်းရည်နဲ့ကြံ့ခိုင်မှုကိုတိုးတက်စေပါတယ်။ကလေးဉာဏ်ရည်ဖွံ့ဖြိုးအောင်မိခင်တွေဘာလုပ်ပေးသင့်လဲ။တက်သူများနှစ်မျက်လုံးချင်းစုံပြီးစကားပြောပါ။ကလေးငိုတိုင်းတုံ့ပြန်ပေးပါ။အိမ်တွင်းအလုပ်တွေလုပ်ရင်းစကားပြောပါ။နှစ်အသက်နှစ်9နှစ်နေ့စဉ်စာအုပ်ဖတ်ပြပါမိကုန်းတွေမေးပြီးတွေးခိုင်းပါတချင်းဆိုပြပါကခိုင်းပါ3အသက်9နှစ်အထက်ကလေးရဲ့စိတ်ဝင်စားမှုကိုအားပေးပါအိမ်စာလုပ်တဲ့အခါကူညီပေးပါတဘာဝပတ်ဝန်းကျင်နဲ့ထိတွေ့ခွင့်ပေးပါသိပ္ပံနည်းကျတွေ့ရှိချက်များ Harvard တက္ကသိုလ်ရဲ့လေ့လာချက်အရမိခင်နဲ့ကလေးကြားနှွေးထွေးတဲ့ဆက်ဆံရေးရှိတဲ့ကလေးတွေဟာအုံနောက်ဟစ်ပိုကံပတ်အရွယ်စားတစ်ဆက်ပိုကြီးပြီးမှတ်ဉာဏ်ပိုကောင်းကြောင်းတွေ့ရှိရပါတယ်မိခင်တယောက်ရဲ့ချစ်ချင်းမေတ္တာနဲ့ဂရုစိုက်မှုကကလေးတယောက်ရဲ့အုံနောက်ဖွံ့ဖြိုးမှုအတွက်အထီးရောက်ဆုံးသောအာဟာရပါဤဆောင်းပါးကိုအာယုံကြောသိပ္ပံနဲ့ကလေးဖွံ့ဖြိုးရေးဆိုင်ရာလေ့လာချက်များပေါ်အခြေခံပြီး Year Round Baby Care မှရေးသားထားပါသည်